အားလုံးပဲမင်္ဂလာပါအားလုံးပဲကျွန်တော်နေ့တရေကင်းလေးစောပြသွားမှာဖြစ်ပါတယ်။ဘာတရေကင်းစောပြရမလဲဆိုတော့မသိပါဘူးဒါပေမဲ့ရွေးကြည့်အောင်ပေါ့နော်။ Okay let's go ထုံးစံတိုင်း horror game ပေါ့ Okay သွားမယ်လားဘယ်သွားမှာဒိုင်းနေမကောင်းအောင်ဒီဘက်သွားပါဒီကညတော့ပြရတယ်သွားမလားအေးဘာယူ broဘာယူ what the fuck ဘာယူဟာလူရေမွေးလားဘာလူလားမွေးလားတရေလားမင်းတို့ဟာလေကွာပါကွာဘာတဲ့တော့မလာနဲ့ဟေးမလာနဲ့အော်ဖိန်အောင်ကျင်းနေအာသူမမွေလားလူလားတရေလားဘာတော့သိရဲ့မွေလားလူလားတရေလားဟမ် Okay let's go ကျွန်တော်တို့ခုချိန်မှာဆိုတော့လူအင်အားအများစုနဲ့ပေါ့နော်ပြန်တိုက်ခိုက်မှာပြန်ခုခံတိုက်ခိုက်မှာဖြစ်ပါတယ်လူအင်အား10ယောက်လောက်နဲ့ကျွန်တော်ပြန်ခုခံတိုက်ခိုက်မှာဖြစ်ပါတယ်Okay ကျွန်တော်ရောက်ပါပြီ Let's go bro လာဒီဘက်ပါသိန်းတော့နောက်ရအောင်ဒီမှာOkay ဒိန်းမာတယ်ငါကောင်ဒီဘက်ပြီးရင်ဒီဘက်Okayခုချိန်မှာတော့အန်နီရဲ့ကင်းဘေးရှင်းနဲ့ကျွန်တော်တို့ရှေ့ဆက်နေပါပြီဘာအရေးအောင်ဘာတရေမှတော့မတွေ့ရသေးပါဘူးဒါပါလေးတော့ဒါဝုတ်ဝင်လေးရခုတော့ဘယ်သွားမှာတော့ပြောဘာယူမနောက်နဲ့တို့လန်တို့ဒါပြောဘာတဲ့နော်ဟေးငါလူနောက်မှာwhat the fuck bro ခြေတယ်မပေးနဲ့ရောက်ချလာနောက်ကနေမင်းအသာလို့မင်းပြေးလာဖြည်းပြေးလာရပါတယ်အိုင်းနဲ့ဘယ်ဘက်တွားမှာတော့ Okay ဒီဘက်သွားမယ်အသေးကွယ်ပျောက်တယ်ဆိုရဲစေဘုံမှာတော့အတန်ကြားတွေက
ငါနောက်တော့မလိုက်လာပါစေနဲ့ကွာโอเคအန်ဒီရကင်းနေcheese 3ခုရည် cheese 4ခုလာပြန်ပြီကွာဒီအတန်ကြီးโอเคအန်ဒီရကင်းဘေးရှင်းသွားပြီအာတန်မှမကြတော့လောလောဆယ်ဆယ်ဒီဘက်ကိုသွားမယ်ဒီဘက်သွားမယ်ဒီဟုတ်ပဲနောင်နဲ့မနောင်နဲ့Yummy ဟာဒီနေရာပြန်ရောက်လာလားဟာ the fuck bro ပြောင်းနေမပြောင်းနဲ့ခြေတန်းနေကြားနေရတယ်အဲ့အောင်မပြောင်းနဲ့နော်the fuck bro တပါယောဟာဘယ်က what ဘာယောငါလို့တယ်ဒီလန့်တာအသားလို့ဟုတ်ကဲ့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်လို့တယ်ကျွန်တော်သိပြီတကယ်လို့အဲ့အကောင်ကြီးလာတဲ့ချိန်ကြရင်ပြေးဖို့ energy မရှိတော့ဘူးလားအဲ့ကြရင်ဒီအထဲဝင်ပုံလို့ရတယ်ဒီမှာဒီအထဲဝင်ပုံလို့ရတယ်ဟုတ်ပြီနော်အဲ့ကောင်ကြီးလိုက်လို့ရှိရင်အဲ့အထဲဝင်ပုံမယ်ဟုတ်ပြီနော်โอเคပြေးကြမလို့တော့ပဲဆိုလို့ဘိုးဘက်သွားမှာဟာဘာတန်တော့နောက်မှာနောက်ဘယ်သွားကြလဲကောင်ဟာလို့ရကြွက်ကြီးကလာပြီလာနေပြီအော်မိဝိုက်ကွာမင်းကောင်တော်တော်မြန်ပါတယ်ကွာ bro ဟုတ်သေးပါဦးအေးပါကွာဒီကင်းကဘလို့နိုင်အောင်စောရတော့ငါမသိဘူးဒီကင်းကဘလို့နိုင်အောင်စောရတော့ဘလို့ပဲโอเคအားလုံးပဲမနေ့ပြန်မှတွေးကြတာပေါ့ကျွန်တော်နားပါတော့မယ်အားလုံးပဲ see you tomorrow မနေ့ပြန်နေကျွန်တော် horror game တွေစောပြသွားမှာဖြစ်ပါတယ်comment မှာလည်းဘယ်ကိန်းတွေစောပြမလဲဆိုတာကိုရေးသွားဖို့တောင်းဆိုချင်ပါတယ်โอเคအားလုံးပဲ bye bye